ကျေတာယာလေးတွေရဲ့လျှို့ဝှက်ချက်ပုံပြင်တခါတော့ကမော်ဆန်နဲ့တောအုပ်ကြီးတစ်ခုရဲ့အလဲမှာဇွဲဇွဲလို့ခေါ်တဲ့ညံကောင်းပြီးစူးစမ်းလိုစိတ်ပြင်းပြတဲ့ကလေးငယ်တစ်ယောက်နေထိုင်ပါတယ်။တနေ့တော့ညနေတကောင်ရံအချိန်မှာဇွဲဇွဲဟာအိမ်ရဲ့လသာဆောင်ကိုထွက်ပြီးကောင်းကင်ရံကိုမောကြည့်လိုက်ပါတယ်။ကောင်းကင်မှာကျယ်လေးတွေကတစ်ဖြက်ဖြက်လက်နေပြီးအရင်ကထက်ပိုလို့တောက်ပနေတယ်လို့ခန်းစားလိုက်ရပါတယ်။ရုတ်တရက်ပဲကျယ်ပွင့်လေးတစ်ပွင့်ဟာကောင်းကင်ကနေတဖြည်းဖြည်းချင်းလွင့်ကျလာပြီးဇွဲဇွဲရဲ့လက်သာဆောင်ပေါ်ကိုရောက်ရှိလာပါတော့တယ်။ဇွဲဇွဲကအံ့ဩသွားပြီးကျယ်ပွင့်လေးကိုတီတာလို့နာမည်ပေးလိုက်ပါတယ်။တီတာကပုံမှန်ကျယ်လေးတွေလိုမဟုတ်ပဲစကားပြောတတ်တဲ့ကျယ်လေးဖြစ်နေပါတယ်။ဇွဲဇွဲရေငါတို့ရဲ့ကျေတာယာအဖွဲ့ကြီးမှာပြဿနာတစ်ခုဖြစ်နေတယ်။ကဘာမြေကြီးကကလေးတွေရဲ့အိမ်မက်တွေဗဟုသုတတွေကိုစူးစီးထားတဲ့မော်ရောင်ကြီးစက်ဝိုင်းကြီးပျက်စီးသွားလို့ငါတို့အကူအညီလိုနေတယ်လို့တီတာကပြောပါတယ်။ဒီတော့ဇွဲဇွဲကလည်းတုံဆိုင်မနေပဲတီတာကိုကူညီဖို့အတွက်ကောင်းကင်ရံကိုပြန်တန်းနိုင်တဲ့မော်ဖျားလေးကိုစီးပြီးကျေတာယာကဘာစီကိုခရီးစတင်လိုက်ပါတော့တယ်။သူတို့နှစ်ယောက်ဟာကျေတာယာကဘာကိုသွားတဲ့လမ်းမှာအံ့ဩဖွယ်ရာအာကာသအသိပညာတွေကိုကြုံတွေ့ရပါတော့တယ်။ဇွဲဇွဲဟာနေအဖွဲ့အစည်းအတွင်းကဂျိုကြီးတွေရဲ့အကြောင်းကိုတွေ့မြင်ခဲ့ရပါတယ်။နေနဲ့အနီးဆုံးဖြစ်တဲ့ဗုဒ္ဓဟူးဂြိုဟ် Mercury ကအရန်ပူပြီးနေနဲ့အဝေးဆုံးဖြစ်တဲ့ Pluto ကတော့ရေခဲတွေနဲ့ပြည့်နေတာကိုလေ့လာခဲ့ရပါတယ်။တီတာကဇွဲဇွဲကိုနေရဲ့အလင်းရောင်ဟာကဘာမြေပေါ်ကအပင်တွေအတွက်အလင်းမီစုဖွဲ့ခြင်းဖြစ်စဉ်မှာဘလို့အရေးပါလဲဆိုတာကိုရှင်းပြပါတယ်။လမ်းခရီးမှာဝုတ်ဝုံကြီးကျယ်စု Ursa Major ကိုတွေးလိုက်ရပြီးရှေးခေတ်လူတွေဟာအဲ့ဒီကျယ်စုတွေကိုကြည့်ပြီးလမ်းညွှန်ရှာဖွေခဲ့ကြတယ်ဆိုတဲ့ဗဟုသုတကိုရရှိခဲ့ပါတယ်။သူတို့နှစ်ယောက်ကျေတာယာကဘာရဲ့အလဲဗဟိုကိုရောက်တဲ့အခါမော်ရောင်ကြီးစက်ဝိုင်းကြီးကိုတွေးလိုက်ရပါတယ်။စက်ဝိုင်းကြီးပြန်လဲပတ်ဖို့အတွက်ဉာဏ်ပညာဆိုင်ရာပဟေလိ၃ခုကိုဖြည့်ဆို့ရမှာဖြစ်ပါတယ်။ပထမပဟေလိအပင်တွေအသက်ရှင်ဖို့ဘာတွေလိုအပ်လဲ။ဇွဲဇွဲကနေရောင်ခြည်ရည်လေကာဗွန်ဒိုင်အောက်ဆိုက်နဲ့မြေဆီလွှာတို့ဖြစ်ပါတယ်လို့ဖြေပါတယ်။ဒုတိယပဟေလိကဘာမြေကြီးကိုလှည့်ပတ်နေတဲ့သဘာဝဂြိုဟ်တုကဘာလဲ။ဇွဲဇွဲကလားဖြစ်ပါတယ်လို့ဖြေပါတယ်။တတိယပဟေလိကဘာပေါ်မှာအရာဝတ္ထုတိုင်းကိုအောက်သို့ဆွဲချနေတဲ့တတိကိုဘာလို့ခေါ်လဲ။ဇွဲဇွဲကဆွဲငင်အားဖြစ်ပါတယ်လို့ဖြေလိုက်ပါတယ်။ဇွဲဇွဲဟာကျောင်းမှာသင်ခဲ့ရတဲ့ဗဟုသုတတွေစူးစမ်းရှာဖွေခဲ့တဲ့အသိပညာတွေကိုအသုံးပြုပြီးပဟေလိ၃ခုလုံးကိုမှန်ကန်စွာဖြေဆိုနိုင်ခဲ့ပါတယ်။ပဟေလိတွေအောင်မြင်သွားတဲ့အခါမော်ရောင်ကြီးစက်ဝိုင်းကြီးဟာအရင်ကထက်ပိုပြီးတောက်ပလာပါတော့တယ်။ကျေတာယာကဘာကြီးလည်းငြိမ်းချမ်းသွားပြီးတီတာကဇွဲဇွဲကိုကျေးဇူးတင်စကားပြောကြားခဲ့ပါတယ်။အသိပညာနဲ့ဗဟုသုတဆိုတာမှောင်မိုက်နေတဲ့နေရာတွေကိုအလင်းပေးနိုင်တဲ့အရာပဲလို့တီတာကဆိုပါတယ်။ဇွဲဇွဲလည်းအိမ်ကိုပြန်ရောက်ပြီးနောက်တနေ့မနက်မှာသူလေ့လာခဲ့ရတဲ့ဂျိုးတွေအာကာသအကြောင်းတွေကိုတငယ်ချင်းတွေအားလုံးကိုပြန်လည်မျှဝေပေးခဲ့ပါတယ်။ကလေးတွေအားလုံးလည်းအသိပညာဗဟုသုတတွေကိုစိတ်ဝင်စားနဲ့ရှာဖွေတက်လာကြပါတော့တယ်။ကြိုက်နှစ်သက်တယ်ဆိုရင်ဇွဲဇွဲ YouTube Channel လေးကို Subscribe လေးနှိပ်ပေးခဲ့ပါဦးခင်ဗျာ။